မင်္ဂလာပါကလေးတို့ရေဒီနေ့မှာတော့ဒုတိယကမ္ဘာစစ်အတွင်းက Soldier Boy လို့ခေါ်ကြတဲ့အသက်အငယ်ဆုံးစစ်သည်တော်လေးရဲ့ဖြစ်ရမှန်ဇာတ်လမ်းကိုအခြေခံထားတဲ့ရုပ်ရှင်ကိုပြောပြပေးသွားမှာပါရုပ်ရှင်ဟာရုရှားနိုင်ငံမှာစတင်ခဲ့ပြီးမြေကမ်းနားမှာအနားယူနေတဲ့မိသားစုဝင်3ဦးကိုတွေ့ရပါတယ်သူတို့ထဲမှာအငယ်ဆုံးဖြစ်တဲ့စာဂေအာလျော့ရှ်ကော့ဖ်ကသူဟာတပင်ထိပ်ကိုရောက်နေတယ်ဆိုပြီးသူ့အကိုနဲ့အမေကိုကြွားလုံးထုတ်နေတော့မှာပဲဂျာမန်တိုက်လီယန်ဒီဟာသူတို့ခေါင်းပေါ်ကနေပြန်တန်းသွားပါတယ်သူ့အမေကကလေးတွေကိုခြုံပုတ်ထဲမှာမြန်ပုံခိုင်းပေမဲ့6နှစ်အရွယ်ကောင်လေးကတော့သူမကြောက်ဘူးလို့ပြောပြီးလေးခွဲနဲ့လီယန်ကိုပြစ်လိုက်ပါတယ်အာနုံအန်အောသွားရတာကသူဟာလေရင်တွေကိုထိအောင်ပြစ်နိုင်ခဲ့ပြီးလေရင်တွေပောက်ကွဲသွားတာပါပဲဒါပေမဲ့သူပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါသူ့မိသားစုမရှိတော့ပါဘူးစာဂေဟာအိမ်မက်ထဲကနေထိတ်လန့်တကြားနိုးလာပြီးသူ့အမေကိုလှမ်းခေါ်ပါတယ်အဲ့ဒီအချိန်မှာပဲတယောက်ကတကားကိုလာခောက်ပါတယ်သူ့အမေထင်ပြီးသူပြေးသွားပေမဲ့အိမ်နီးနားချင်းအမျိုးသမီးတယောက်ကထိတ်လန့်တကြားဝင်လာတာပါသူအသက်ရှင်နေတဲ့အသက်ဖျားသခင်ကိုကျေးဇူးတင်ကြောင်းနဲ့သူ့အမေနဲ့အကိုသေဆုံးသွားပြီဖြစ်ကြောင်းပြောပြပါတယ်။ကောင်လေးဟာသူပြောတာကိုနားမလည်နိုင်ပဲသူ့အမေကိုစောင့်ဖို့အိမ်ထဲမှာပဲနေချင်နေပါတယ်။အဲ့ဒီအမျိုးသမီးကဂျာမန်တွေတိုက်ခိုက်နေပြီဖြစ်လို့အဝေးကိုထွက်ပြေးဖို့ပြပါတယ်။အဲ့ဒီအချိန်မှာပဲစစ်သားတချို့အိမ်သားကိုချင်းကပ်လာပါတယ်။အဲ့ဒီအမျိုးသမီးကစာကေးကိုပစ်တင်းပေါက်ကနေအတင်းထွက်ပြေးခိုင်းပြီးမြဲသူကိုယ်တိုင်မပြေးနိုင်ခင်မှာပဲတေနတ်နဲ့အပစ်ခံရပြီးတေဆုံးသွားပါတယ်။အခုတော့6နှစ်အရွယ်ကောင်လေးဟာမိသားစုသူငယ်ချင်းမရှိတော့ပဲတကိုယ်တည်းဖြစ်သွားပါပြီ။စာကေအိမ်ကနေထွက်ပြေးလာရင်သူ့ရဲ့ရက်ကွက်တစ်ခုလုံးမီးလောင်နေတာကိုနောက်မှမြင်ခဲ့ရပါတယ်။သူဟာသူ့အမေကိုအလကားပဲအော်ခေါ်ရင်အဝေးကိုထွက်ပြေးသွားပါတယ်။ခဏကြာပြေးပြီးတဲ့နောက်တောအုပ်အလေကိုရောက်သွားပါတယ်။ကောင်လေးဟာသူလမ်းပြောက်နေတဲ့အတွက်သူ့ကိုလာခေါ်ဖို့သူ့အမေကိုလှမ်းခေါ်နေပါတယ်။အဲ့ဒီညမှာသူတော်ထဲမှာပဲအိတ်ခဲ့ရပါတယ်။နောက်တနေ့မနေ့မှာမြေထဲကရေကိုတောက်နေတော့ရန်သူစစ်သားတွေလာနေတာကိုမြင်လိုက်ရပါတယ်။စာကေဟာသူတို့တွေကအန်ဒရေရှိမှန်းသိတာကြောင့်တစ်ပလင်မစ်ဆုံတွေကြားထဲမှာမြန်ပုံလိုက်ပါတယ်။မွေးတကောင်အနားကိုရောက်လာတဲ့အခါသူလန့်သွားပြီးမယ်ဘာတန်မမထွက်တယ်လို့ထွက်လဲမပြေပါကိုစာကေကမွေးထစစ်သားတွေကိုပို့ကြောက်နေတာပါစစ်သားတွေကမြင်းနားမှာအစားစားပြီးထွက်သွားတဲ့အခါမှာစာကေကသူတို့ခြံထားခဲ့တဲ့အစားအစာတွေကိုယူပြီးညစာအဖြစ်စားလိုက်ပါတယ်ဒါပေမဲ့နီးကုံတဲ့အခါမှာတော့ကောင်လေးဟာအယမ်းပင်ပန်းနေပါပြီသူအစားကောင်းမစားရတာနေ့ရက်ရှိပြီဖြစ်တယ်လို့ဥတီယာမရှိလမ်းလျှောက်နေရတာပါသူဟာလမ်းလျှောက်ရင်လဲကျသွားပေမဲ့မရက်တန့်ပါဘူးလမ်းမှာတော်ရိုင်းဘယ်ဒီတီးတွေကိုတွေ့ပြီးစားနေတော့သူ့နောက်မှာပောက်ကွဲမှုတစ်ခုဖြစ်သွားပါတယ်ကောင်လေးဟာမူးမေလာပြီးသူ့နောက်မှာတယောက်လိုက်လာတယ်လို့ထင်ယောင်ထင်မှထင်လာပါတယ်